ဆိုတော့ဒါကဆိုတော့အီတာနဲ့ပတ်သက်ပြီးတော့မေးခဲ့တဲ့မေးခွန်းဟောင်းနေပေါ့နော်ဟုတ်ပြီတော့ဆက်စချင်းကြအောင်ဆိုတော့what happened ဆိုမြန်မာလိုပြောမယ်ဆိုတော့ဘာဖြစ်ပွားလဲပေါ့နော်ဘာဖြစ်ပွားလဲတဲ့ဘာတော့ကအီတနော်ဆိုတော့အီတနော်ဆိုအီဆိုကာဗွန်နှလုံးကလေးဟုတ်ပြီနော်ဆရာစင်ငယ်ဘုန်းနဲ့ဆက်လိုက်မယ်နော်သူကဟိုက်ဒရိုဂျင်၃လုံးသူကဟိုက်ဒရိုဂျင်တစ်လုံးလျှော့မယ်နော်နှလုံးနောက်မှာဆရာတို့က OH ကတ်လိုက်တယ်အဲ့ဒါ ethanol ဆိုတော့ is treated အဲ့တော့ treated ဆိုရောမယ်ကလေးဟုတ်ပြီနော်အဲ့တော့ဆရာတို့က ethanol ကိုရောမယ်နော် ethanol ကိုရောမယ်ဘာနဲ့ရောမလဲဆိုလို့ရှိရင် with a limited amount အကန့်အသတ်ပမာဏနော်အကန့်အသတ်ပမာဏsulfuric acid အဲ့တော့ sulfuric acid အကန့်အသတ်ပမာဏနဲ့ရောမယ်ပြီးတော့ heated အပူတိုက်မယ်140 degree celsius အပူချိန်140 degree celsius အပူတိုက်မယ်နော်အဲ့တော့ sulfuric acid H2SO4 ပါမယ်နောက်အပူချိန်140 degree ပါမယ်ဟုတ်ပြီနော်ဒါဆိုတော့မေးသွားတဲ့မေးခွန်းဟုတ်ပြီအဲ့ဒါကဆိုတော့ဘယ်ကနေသွားတာလဲဆိုလို့ရှိရင်သူကကျွန်တော်ဒီမှာချက်ပြမယ်နော်ကလေးလေးကိုဆရာဒီမှာနော် dehydration ဆိုတော့ dehydration of alcohol ကိုမေးတာနော် dehydration of alcohol ကိုမေးတာအဲ့တော့ဆရာတို့ကလေးတော့ဘယ်ကစဖြေမလဲဆိုရင်ရနေစမယ်ကလေးနော် ethanol ကို is treated ရောမယ် with a limited amount of sulfuric acid အဲ့တော့ sulfuric acid အကန့်အသတ်ပမာဏနဲ့ရောမယ်ပြီးတော့ဆရာတို့က140 degree celsius အပူတိုက်မယ် ELC ethane ဒိုင်အီတာရမယ်ဒိုင်အီတာနဲ့ and water form ပေါ့နော်ရေနဲ့ရမယ်ပြီးတော့ဆရာတို့ကဒီ equation ရေးပေးမယ်နော်ဆက်ပြန်တော့မရှင်းတော့ equation တော့ပြန်မရှင်းတော့နော်ဆိုတော့အဲ့တော့ဒါဒီစာရဲ့ဒီ equation ရဲ့ဖြည့်ပေးမယ်နော်အဲ့မှာတခုမေးကြရပါတော့အကယ်၍ပေါ့နော်ဆရာသမီးကတော့ဒီဘောစာကြီးမကြက်ချင်ဘူးဆိုလဲတဘောနော်တဘောတော့ကြာဆရာဟောဖြစ်မှာဆိုလို့ထည့်ပေးတဲ့တဘောလိုနေမှာဆိုလို့ထည့်ပေးတဲ့တဘောအရင်နှစ်တွေတော့ဆရာအဘောစာမရေးခိုင်းဘူးဒါဒီနှစ်တော့ဆရာထည့်ပြီးတော့နည်းနည်းရေးခိုင်းတယ်ဘာလို့ဆိုတော့နည်းနည်းကြက်လာလို့စောင်းမလားနော်ဆိုတော့အကယ်ကွာဒီဘောစာမကြက်နိုင်ဘူးဆိုလဲဒီအောက်ကဒီ equation တော့ရေးရမှာပေါ့နော်ဆိုတော့စာလေးထည့်ပေးဆရာတော့ထည့်ပေးစီခြင်းတယ်ပေါ့နော်ဆရာဆန္ဒရတော့ okay အဲ့တော့ဒါဆိုသူ့ရဲ့အဖြေเนาะဒါဆိုနမူနာမေကွန်အောင်เนาะမေကွန်အောင်နဲ့သူ့ရဲ့အဖြေနဲ့ကိုပြတာနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကသူကခုနကဥစ္စာပဲအဖြေကအတူတူပဲဒါပေမဲ့သူကမေကွန်ကမတူကြည့်အောင် what product အဲ့တော့ထွက်လာမဲ့ပစ္စည်းကဘာလဲပေါ့เนาะ what you obtain ဆိုအဲ့တော့ထွက်လာတဲ့ product ကမင်းဘာရမလဲတဲ့oneတော့က ethanol ကို ethanol ဆိုကလေးလေးက CH3 CH2OH အဲ့တော့ ethanol is treated ဆိုတော့ဘာလို့မလဲဆိုတော့ရောလိုက်မယ်ကလေးနော် with limited amount of sulfuric acid အဲ့တော့ sulfuric acid ပမာဏအကန့်အသတ်နဲ့ရောမယ်အပူချိန်140 degree တိုက်မယ်နော်အဲ့တော့ဘာရမလဲတဲ့ပြီးတော့ explain ရှင်းပြပေးပါ with the relevant ဆိုတော့တင့်လျော်တဲ့နော်တင့်လျော်တဲ့ equation ညီမျှခြင်းပေါ့နော်အဲ့တော့တင့်လျော်တဲ့ညီမျှခြင်းသုံးပြီးတော့ရှင်းပြပေးပါပြီးတော့ the name of product ရဲ့နာမည် according to the IUPAC system အဲ့တော့ IUPAC system နဲ့ product ရဲ့နာမည်ကိုပြောပါခုနကအတိုင်းပဲဆိုတော့ဖြေမယ်နော်ခုနကအတိုင်းပဲဒီမှာဆက်ပြမယ်နော်ခုနကအတိုင်းပဲဒီစာရေးမယ်ဒီ equation ရေးမယ်သူက product ရဲ့နာမည်ဆိုတော့ product ကဆိုတော့ ELC ethane ဒိုင်အီတိုင်း IUPAC နဲ့ပြောခိုင်းတာဆိုတော့ ELC ethane ပေါ့နော် ELC ethane အဲ့တော့ဆိုတော့သူဒီမှာ product ရဲ့နာမည်ဆိုတော့ the name of product အဲ့ဒါလေးတစ်ချောင်းတော့ပို့သွားလိမ့်မယ် the name of product ရဲ့နာမည်က ELC ethane ethane ဟုတ်ပြီနော်ဒါ IUPAC system နဲ့ပြောလို့နော်အကယ်သူက common name ဆိုလို့ရှိရင် တိုင်းဟုတ်ပြီနော်ဒါလေးကလည်းတစ်ချက်သတိထားရမှာနော်ဒါဆိုတော့မေးခဲ့တဲ့မေးခွန်းအောင်နော်
နောက်တစ်ခုနောက်တစ်ခါကျတော့သူကနာမည်ပေးထားတယ်ကလေးဆရာတို့နာမည်ပေးထားတယ်နော်ဆရာတို့ဘာပြန်လုပ်ပေးရမှာလဲဆိုတော့ structure ပြန်ပြီးတော့ဆွဲပေးရမယ် draw the structure ဆိုတော့ structure ဆွဲပေးရမယ်တနည်းအားဖြင့် formula ပြန်ရေးပေးရမယ်နော် MeOC propane ကလေးဟုတ်လားအဲ့တော့ MeOC ဆိုတော့ CH3O propane ဆိုကာဗွန်3လုံးsorry ဆရာလဲတစ်လုံးဆက်တိုက်လိုက်မယ်နော် CH2 CH3 ဟုတ်လားနော် MeOC propane ဒါသူကကလေးလေးကိုနာမည်ပေးထားမယ်ဆရာတို့က formula ရေးပေးရမယ်နောက်တစ်ခုကျတော့နာမည်တွေပေးရမယ်နော်နာမည်တွေပေးရမှာဆိုတော့ဘာနဲ့ပေးရမှာလဲဆိုတော့ IUPAC နဲ့နော် IUPAC နဲ့ပေးရမှာအဲ့တော့သူဆိုရင်ဆရာတို့က MeOC နော် MeOC methane နော် MeOC methane သူဆိုရင်ကာဗွန်နဲတာနဲ့တွဲမယ်နော် MeOC ethane MeOC ethane နော် ethane သူဆိုလို့ရှိရင်ဆရာတို့က EOC propane EOC propane နော် propane သူဆိုလို့ရှိရင်ကာဗွန်နဲတာနဲ့တွဲဆိုတော့တူတူပဲအဲ့တော့ကြိုက်တာနဲ့တွဲလိုက်ရတယ်နော် EOC ethane နော် EOC ethane နောက်တစ်ခုနောက်မေးခွန်းတစ်ခုကိုကြည့်မယ်နံပါတ်4ကကြတော့ get the IUPAC နဲ့ရော diethane ether ရဲ့ IUPAC နဲ့အကျန်းရေးကြည့်မယ် diethane ether ကိုနော်sorry CH3 single bond CH2O single bond CH2 CH3 ဒါ diethane ether ဟုတ်ပြီနော်သူ့ကိုဆရာတော်က common name နဲ့ပြောမယ်နော် common name နဲ့ပြောမယ်ဆိုကြိုက်တာနဲ့တွဲလိုက် ERC ethane ပေါ့နော် ETH ANE ethane အဲ့တော့ the IUPAC name of diethane ether is ERC ethane နော် ERC ethane အဲ့တော့ဒီနေရာမှာနော်အဲ့ဒီ diethane ether နေရာမှာတစ်ခြားဥစ္စာတွေလည်းထည့်လို့ရတယ်နော်ကြိုက်တာထည့်လို့ရတယ် okay နောက်တစ်ခုnumber 5နော်ဆိုတော့ number 5ကိုကြည့်မယ် compound Z drop bound Z ကိုတဲ့ can be obtained ရရှိတယ် from alcohol by elimination of a molecule of water အဲ့တော့ဆရာတို့ alcohol တွေကနေပြီးတော့ဆရာတို့က alcohol molecule ပေါ့နော်အဲ့တော့ alcohol molecule တွေကနေပြီးတော့ဆရာတို့ကဒီရေ molecule နှစ်ခုရေ molecule နှစ်ခုတွေကနေပြီးတော့sorry alcohol molecule နှစ်ခုတွေကနေပြီးတော့ရေ molecule ကိုဆရာတို့က elimination ဖယ်လိုက်မယ်နော်ဖယ်လိုက်မယ်ဆိုရင် compound Z ရမယ် What's compound Z drop bound Z ကပါလဲ write down the equation ညီမျှချင်းရေးပေးပါအဲ့ဒီအရင်ဖြစ်မယ်အဲ့တော့အရင်တူကြမဟုတ်ပါဘူး alcohol molecule နှစ်ခုနော် alcohol molecule နှစ်ခုတွေကနေရေကိုဖယ်လိုက်ဒီ equation ရေးပေးကလေးอ่ะဟုတ်ပြီနော်အခုဒီမှာဒီ equation ရေးအပွားစာတော့မရေးတော့ဘူးနော်ဒီ equation လေးပဲရေးမယ်နော်ပြီးတော့ဆရာတို့ကတို့တယ်မှာပါတော့ get the general formula of compound Z ရဲ့ general formula အဲ့တော့ compound Z က ether ရတာဟုတ်တယ်နော် compound Z က ether ရတာether မှာမှသူက ERC ethane ရတာလေဟုတ်ပြီနော်ဒါပေမဲ့ဒီ ERC ethane ကိုသွားရေးလို့မရဘူးဆိုတော့ general formula ဆို general formula ပဲရေးပေးရမှာအဲ့တော့ ether ရဲ့ general formula ကဒီအပေါ်မှာစသတင်ခြင်းတော့ဆိုတော့ပါသွားတယ်နော်ခဏနော်ကလေးဟုတ်တယ်မနော် ether had a general formula CnH2n+2O နော်အဲ့ဒါလေးဖြည့်ပေးရမယ်ဒါဆို general formula ဖြည့်ပေးရမှာနော်ဒီကformula ကြီးသွားရေးပေးလို့မရအောင်နော်ဒီထွက်လာတဲ့ compound Z ကိုသွား compound Z formula ကိုသွားပြီးတော့ရေးလို့မရအောင်နော် general formula ပဲရေးပေးရမှာ